လွတ်လာရပြီးတော့89ခုနှစ်တာကြော်ကြာခဲ့ပြီကျွန်တော်တို့မှာပြိပခပေါင်းများစွာနဲ့ကြုံတွေ့ခဲ့ရတယ်ဒါကြတော့ကျွန်တော်တို့မှာရှိတဲ့လူသားအပါအဝင်ဆရာစားအရင်းမြစ်တွေများစွာရှိတယ်လားဒါတွေအသုံးချမယ်ဆိုလို့ရှိရင်ကျွန်တော်တိုင်းပြည်ကမိုးထတိုးတက်တဲ့တိုင်းပြည်တစ်ခုဖြစ်ရမယ်အခုသေတဲ့လူကသေပြီပျောက်ဆုံးတဲ့လူကပျောက်ဆုံးပြီခင်ဗျားတို့တိုင်းပြည်နိုင်ငံရဲ့လူကြီးတယောက်အနေနဲ့တက်မတော်ကာကွယ်ဦးစီးချုပ်အနေနဲ့ဘာလုပ်ပေးလဲပြောခင်ဗျားတို့တခါလေးပြန်ကြားရေးမှာဗိုလ်ချုပ်စော်မင်းတို့ကိုပြောခိုင်းငါတို့ဘာလုပ်ပေးတာပါတရားဝင်ပြောကျုပ်တို့ထဲပြောမှာနော်ဒါမျိုးလာမလုံးနဲ့မရဘူးမကြိုက်ဘူးနော်စစ်သားမလားစစ်သားကိုရင်းစားလာတရားစိတ်ထားငါသားငါသမီးဒီလိုဖြစ်ရင်ဆိုတဲ့စိတ်ထားအခြေခံစစ်တီမိသားစုတွေရဲ့ဘဝတွေလာစားတွေမရဘူးအောက်မှာငမင်းငစားနဲ့သေလားရှင်လားမသိဘူးပင်စင်တွေခံစား권တွေအများကြီးကလေးတွေအရွယ်မရောက်သေးဘူးတိုက်ပွဲဖြစ်တာအဘတို့အဲ့ဒီကလေးတွေရဲ့အနာဂတ်တွေအဘတို့ဘယ်လိုဖြေရှင်းပေးမလဲဒီလိုပဲကျွန်တော်တို့ကပူပေါင်းဆောင်ရွက်မှုလာလာကိုရှာတဲ့အခါမှာရုရှားနိုင်ငံကျွန်တော်တို့ပဲပူပေါင်းဆောင်ရွက်မှုလာလာရှိတဲ့နိုင်ငံတစ်ခုဖြစ်ကျွန်တော်တို့မြင်လာပေါ့ဒီရုရှားတနိုင်ငံတော့မကပါဘူးနိုင်ငံတွေများစွာရှိပါသို့တော်လည်းပဲအဟိမဆုံးဆောင်ရွက်ပေးနိုင်မဲ့နိုင်ငံနဲ့ရုရှားနိုင်ငံဖြစ်တယ်ဆိုတာကျွန်တော်ပြပါဒါကြောင့်ရုရှားနိုင်ငံကိုကျွန်တော်ဒီဖွံ့ဖြိုးခြင်းနဲ့အတားချင်းဖြစ်ပါတယ်ကျွန်တော်တို့ကနိုင်ငံရေးအဆုံးဖြတ်ပြီးသားဖြစ်ပါတယ်နိုင်ငံရေးပါတီကိုပြည်သူတောင်းဆိုတဲ့ပါတီကိုဒီမိုကရေစီစနစ်ကိုတောင်းဖို့တဲ့ကျွန်တော်တို့ကဆုံးဖြတ်ပြီးသားဖြစ်တယ်ဒါကိုကျွန်တော်တို့ကအကောင့်တွေဖွင့်နိုင်ဖို့တဲ့တစ်ခါကဒီပဲပူပေါင်းဆောင်မှုတွေကျွန်တော်လုပ်ရမှာတစ်ခါကလည်းပြည်သူငြိမ်းချမ်းရေးကိုရောက်နေကျွန်တော်လုပ်ရမှာပါဒါကြောင့်ရုရှားသမ္မတကြီးကလည်းဟာလာမြန်မာနိုင်ငံအတွက်ပတ်သက်ပြီးသူအစားရကူညီမယ်လို့သူတို့ပြောတယ်ထို့တူပဲဘီလာစ်နိုင်ငံသမ္မတကြီးမစ္စတာလူကက်ဆန်ကိုလည်းကျွန်တော်မြန်မာနိုင်ငံပဲအစားရအကုန်လုံးပူပေါင်းဆောင်ပြီးမယ်လို့ကူညီပေးမယ်လို့ပြောတယ်ဒါတွေကကျွန်တော်တို့တဲ့ခွန်အားတွေဖြစ်သလိုတိုင်းပြည်တွေလည်းအားတစ်ခုကျွန်တော်ရမှာပါအကောင်းဆုံးအမျိုးသားဇက်ပုတ်စုဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာသမတယူထံပေးစာရုပ်ရှင်ဇာတ်ကားကြီးမှာတပိုးတဲ့သမားလူရန်ကအဖြစ်တရုတ်ဆောင်ကမိတ်ဆွေရင်းချများကိုလှည့်ပြကြောက်ချဒုက္ခပေးသူညီငယ်ဖြစ်သူချစ်သူကိုအကိုကြီးအဖရာကာကွယ်ဆောက်ရှောက်ရမယ့်အစားအရာရာပုံချကိုလွတ်ယုံသူစကားကိုအလီလီပြောဂရိပြည့်ရင်သူလူကြီးမိဘများရှိရောက်ပါကအလူအရက်တိုင်တန်းတတ်သူမိမိကြောင့်ဖြစ်ရသည်ကိုတဘာသူထံလက်ညှိုးထိုးအပြစ်ဖို့တတ်သူဖြစ်ဟန်ပါပါတရုတ်ဆောင်ရင်တရွာလုံးဤမုံတီးယွန်ရှာခြင်းကိုခံရသူပြီးမိမိအိမ်တွေရတာမကရက်ရွာတစ်ခုလုံးကိုပါလောင်မီးကြအောင်အမျိုးမျိုးကြံစီတတ်ပုံကိုအပိုလိုမရှိကွက်တိပို့ဆောင်ပုံဖော်နိုင်ခဲ့သဖြင့်အကောင်းဆုံးအမျိုးသားဇက်ပို့စုကိုစုခူရရှိသွားပါတယ်မိုးမမီအောင်လိုင်းယူရင်လည်းသမင်းလို့မယူအခုတော့သူအာနာယူရတဲ့တနိုင်ငံလုံးပြာကျဒါတော့အငြိမ်မနေသေးဘူးဗုဒ္ဓဖရာကအငြိမ်မနေရကျန်ကန်နဲ့မှာဘာညာတာကဆိုပြီးတော့ဘယ်သူကမြတ်ပေးလိုက်တယ်မသိဘူးအယူချီးပန်းနဲ့ဟောပြရတယ်အုံနောက်မရှိတင်းညာမတက်တဲ့အကြောင်းကိုတနိုင်ငံလုံးတကပ်ပါလုံးပတ်ပြီးတော့အာနာရှင်သူပထွေးပူတင်မှာအငြိမ်မနေရသွားပြီးတော့ဗုဒ္ဓကပဲပြောခဲ့တယ်လို့ပါလို့နဲ့ငိုးမမအောင်လိုက်တကဘာလုံးပတ်ပြီးတော့ရွှီရွှမ်းနေတာဟိုတီးမထုတ်လိုက်တာကံကောင်းငိုးမမအောင်လိုက်တေးလည်းမတေးနိုင်ဘူးတနိုင်ငံလုံးသူ့ကြောင့်တိုင်ပတ်တပြည်လုံးလည်းသူ့ကြောင့်အနေနေရဒုက္ခတွေတွေ့ရောက်ရငိုးမမအောင်လိုက်နောက်မှရှိလို့ကတော့တီးထုတ်လိုက်တာကြာပြီငိုးမမအောင်လိုက်ကျေးဇူးကကိုသက်ထွန်းနိုင်ရဲ့အဲ့တော့မကြွတ်မင်းဆိုမှခုသူကတော့ဒါတနည်းအားဖြင့်ဦးဇင်းတို့ပြောရင်တော့မင်းအောင်လိုင်ကပူတင်ကိုဂျင်းသွားထည့်တယ်လို့ပဲဦးဇင်းတို့ဒီလိုပဲတွေ့ရမှာပါပြောရမှာပါအဲ့တော့သူပြောတဲ့မကြွတ်မင်း online မှာ hot လာတော့ဦးဇင်းတို့လည်းရှာကြည့်ပါတယ်အဲ့တော့တကယ်ကိုဦးဇင်းတို့ရဲ့ original ပါဠိ test တွေမှာမရှိပါဘူးနော်အဲ့တော့ဦးဇင်းတို့ original လို့ပြောရင်တုတ်ဝီနေပြီးတယ်မှာအဲ့တော့တုတ်တန်ထဲမှာခုနလိုပြန်ပြီးခွဲချမ်းစိုက်ဖြာလိုက်ဇာတကဒေတိဇာတကဝတ္ထုဆိုတာခုနဘုရားရှင်ရဲ့ဇတ်တော်950နော်ဒါလူတိုင်းသိအဲ့လိုမျိုးတော့ဇက်ကြီးဆက်ပွဲမှာလည်းမကောက်ဇတ်တော်950တော့အဲ့မှာလည်းကြည်တာပါမရှိပါဘူးအဲ့တော့ဗျာအဲ့ဒီဇက်တော်950မှာအဲ့ဒီဟိုတရိษံနဲ့ပတ်သက်တဲ့မင်းတွေလေငုံမင်းတို့ဗာမင်းတို့ဆိုတော့အဲ့လိုမင်းတွေထဲမှာရောဒီကြွက်မင်းဆိုတာမျိုးဟိုရှာတွေ့လားဗျာ
အဲ့ဒီထဲမှာဇက်တော်တွေထဲပြန်ရှာကြည့်အောင်ဦးဇင်းတို့လင်္ကာလေးရှိပါတယ်အစကြိုးကြ6ခါတီးဟင်းသာကိုဖြစ်စွာအဲ့တော့ဒါတွေအကုန်စုလိုက်အောင်မှကြွက်တကောင်မှမပါဘူးအဲ့ဒီထဲမှာတလိษံဖြစ်တဲ့ထဲမှာအဲ့တော့ဦးဇင်းတို့ဟိုအနောက်ကဇာတကတွေမှာတော့မရှိခဲ့ဘူးဒါပေမဲ့အဲ့ဒီဇာတကတွေဒီဖျားအလောင်းတော်ပါရမီဖြစ်စဉ်ကာလကကျင်လည်ခဲ့ရတဲ့ဘဝတွေဖော်ပြတယ်လို့ယူဆတယ်အခုမအားလာပြောတဲ့ဖြစ်စဉ်ကသူညွန်နဲ့တော့မှကြွမင်းဆိုတာသူပြောတဲ့ဟာကဖျားရှင်ဆိုတာဒီဂေါရမဖျားရှင်တတ်တော်ထင်ရှားရှိစဉ်အာနန္ဒာနဲ့ဆိုတဲ့ပုံစံကိုသူထည့်သွားတယ်အဲ့တော့ဒါရီယာဦးဇင်းတို့စာပေမှာလည်းဘယ်မှမရှိခဲ့ဘူးဘယ်နေရာမှာဘာဆိုတာလဲတကယ်မရှိခဲ့ဘူးဖျားရဲ့ခုနောက်ဆုံးဟိုတောထွက်ကျင့်ကြံပြီးနောက်ဆုံးပြိဋိဘံပြုသွားတဲ့အဆင့်ထိအဲ့ဒီမှာဦးဇင်းတို့ရဲ့ဒီမှတ်တမ်းတင်ထားတဲ့ပိဋကတ်မှာတော့မရှိဘူးပေါ့နော်မရှိဘူး ဒါကတော့ပြောတဲ့ကိစ္စဟာခုနကဥအောင်စီရပေါ့သူ့ရဲ့ဘဝသမိုင်းအထုပ်ပတ်တိရေးတဲ့ထဲကအကြောင်းတရားတစ်ခုလို့ဦးဇင်းတို့သိရပါတယ်ဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပါဠိတော်အထောက်ထားရှာလို့လဲပြီးနိုင်မယ်မထင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဘုရားရဲ့တုတ်ဝိနည်းအပြီးမှာပါဠိတော်ထဲမှာမပါဘူးလို့ပြောရင်ရနိုင်တဲ့အရာတစ်ခုကိုလူတွေကဥမာဆိုတော့ဦးဇင်းတို့မကွေးဆိုလဲမြတ်စွာဘုရားကြွခဲ့လို့ဟလာဘုရားရဲ့သလွန်တော်တို့ဒါတွေကိုပြောမယ်ဆိုရင်မြတ်စွာဘုရားမြမပြည်ကိုကြွဘူးသလားဆိုတဲ့ဇလန်းတွေရှိလာမယ်လေဒါပေမဲ့ကိုကြီးညိုတဲ့ကိုယ့်ရဲ့မင်းကိုချီးမြှောက်ကြတယ်ပေါ့နောက်ပြီးကြတော့သူတထူးရဲ့စိတ်ကိုစိတ်ချမ်းသာအောင်ဒပလိုမေစီပဲပြောရမလားပြောတတ်ဆို အခုလက်ရှိစစ်တီမိသားစုတွေအားလုံးကြာဆုံးသွားတဲ့လူတွေအားလုံးဘဒုသူတို့ဘဒုကိုမရမှာလဲဘာဖြစ်လို့ညာဖြစ်လို့ခင်ဗျားမပြောနဲ့လက်တွေ့ခင်ဗျားတို့အောက်မှာအခုလာမေးပြင်းဦးလက်တက်နဲ့စီဆောင်မှာရှိတယ်နော်အခု903 904မိသားစုတွေခင်ဗျားတို့ကိုယ်တိုင်လာကြည့်မတို့မယောင်ရစီမလူးနဲ့လက်ရှိတပ်မတော်သားတွေနဲ့တပ်မတော်သားမိသားစုတွေခံစားနေရတဲ့ဒုက္ခကိုခင်ဗျားတို့လာကြည့်လာပြင်ရှင်းလာမေးရှင်းလားအဲ့ဒီကလေးတွေအနာဂတ်ရှိတယ်နော်တမတော်သမိုင်းရိုင်းသွားမယ်နော်ခွေးလို့နေရတယ်သိလားဘာလို့လဲသိလားအကုန်လုံးကျွန်တော်တို့နားထဲမှာကျွန်တော်တို့မျက်လုံးထဲမှာတွေ့နေရတယ်ခင်ဗျားတို့ရအောင်ရှင်းနော်ခင်ဗျားတို့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့လူတိုင်းပြည်ကိုအေးချမ်းစေခြင်းတဲ့လူဆိုရင်နိုင်ငံကောင်းဆောင်ဆိုရင်ဘတူးမှမလွှဲချနဲ့ခင်ဗျားတို့တက်မတော်သားမိသားစုတွေကိုပဲအရင်ဆုံးအေးချမ်းအောင်ခင်ဗျားတို့အရင်ထားအောင်ဟုတ်ပြီလားပို့ဆိုးလာမယ်နော်ကျွန်တော်တို့ကအကုန်မြင်နေရလို့ပြောနေတာ ကိုဖြစ်ချင်တာမပြောပါနဲ့ဗျဖြစ်နေတာတွေဖြစ်နေတာပဲပြောဖို့ကောင်းတယ်လူတွေကတော့ဖြစ်ချင်တာတော့လူတွေဖြစ်ချင်တာပဲကျွန်တော်လည်းဖြစ်ချင်တာတွေအများကြီးရှိတာပဲဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာဖြစ်ချင်မှလည်းဖြစ်နေမယ်အဲ့တော့ဖြစ်နေတာကိုပဲကျွန်တော်ပြောတာကောင်းတယ်ကျွန်တော်တို့ပြောတယ်ကျွန်တော်တို့ဟလာဒီမိုစီတစ်ချက်ဒီမိုစီခွင့်ရေးပေးတယ်တိုင်းသားနဲ့ပတ်သက်တဲ့ခွင့်ရေးပေးတယ်ကမ္ဘာမှာကြီးလိုက်တာဘယ်မှာကြီးလဲအကုန်လုံးကမှတ်တဲ့ခွင့်ရေးပဲပုံရတယ်တစ်ဖက်သက်ခွင့်ရေးဘယ်တော့မှပတ်ပြီးလို့မရဘူး မိုးမမီအွန်လိုင်းယူရင်လည်းသမင်းလို့မယူအခုတော့သူအာနာယူတာနဲ့တနိုင်ငံလုံးပြာကျဒါတော့အငြိမ်မနေသေးဘူးမိုးမမီအွန်လိုင်းဒီကဘာလုံးပတ်ပြီးတော့ရွှီရွှမ်းနေတာဟိုတီးမထုတ်လိုက်တာကန်ကောင်းမိုးမမီအွန်လိုင်းတေးလည်းမတေးနိုင်ဘူးတနိုင်ငံလုံးသူ့ကြောင့်တိုင်ပတ်တပီလုံးလည်းသူ့ကြောင့်အနေနေရဒုက္ခတွေတွေ့ရောက်ရမိုးမမီအောင်လိုက်နောက်မှရှိလို့ကတော့တီးထုတ်လိုက်တာကြာပြီမိုးမမီအောင်လိုက်